မန္တလေးတိုင်းဒေသကြီးစင်ကိုင်မြို့နယ်ကဒါကိုနိုင်ခိုင်နော်ကိုနိုင်ခိုင်မေးတဲ့မိကုံးလေးဖြစ်ပါတယ်အဲ့တော့ကိုနိုင်ခိုင်ကဗာမေးထားတယ်လဲဆိုရင်စဘာခင်းထဲမှာရည်ညှိဘတ်အဝါရောင်ဘတ်တွေဘာကြောင့်ဖြစ်တာလဲဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့မိကုံးလေးဖြစ်ပါတယ်နော်အဲ့တော့ဒီမိကုံးနေမဖြေခင်မှာနည်းနည်းလေးသုံးသပ်ဖို့လိုတာကတော့စဘာကနော်ကိုနိုင်ခိုင်တို့စီမှာအခုဒီလိုဖြစ်တဲ့အနေအထားဟာမိုးစဘာမှာဖြစ်တာလားဒါမှမဟုတ်ရင်နွေစဘာမှာဖြစ်တာလားနော်ဒီဟာလေးတော့တစ်ချက်ရှိပါတယ်များသောအားဖြင့်တော့ဟလာမိုးစဘာမှာဖြစ်တယ်ဆိုလို့ရှိရင်နော်ဒီလိုအနေအထားဟာပင်ပွားကလည်းတော်တော်ဟလာများလာတယ်နောက်တစ်ခါစက်တင်ဘာဩဂုတ်လကိုစက်တင်ဘာပေါ့နော်စက်တင်ဘာလနဲ့အောက်တိုဘာလကြားထဲမှာများသောအားဖြင့်ဖြစ်တတ်ပါတယ်နော်အဲ့ဒီအချိန်မှာမိုးကနည်းသွားတယ်နော်ခါတိုင်းဆိုရင်မိုးကနည်းသွားတယ်အပူချိန်တွေကမြင့်လာတယ်အောက်ကအပင်ပွားအားကများလာတယ်နောက်တစ်ခါရေနေရေတိုင်းကကြာလာတယ်ဆိုရင်ဒါမိုးစဘာမှာဖြစ်လေဖြစ်တာရှိတဲ့သဘောဖြစ်ပါတယ်အဲ့တော့ဒီလိုအနေထားကနော်ပင်တဲ့များလာတယ်ဟာလာရေနေရေတိုင်းကလည်းပဲခုနလိုရေတလှဲ့မြေတလှဲ့မှုခွနဲ့တောက်လျှောက်ဟာလာရေဝတ်နေတဲ့နေရာမျိုးတွေပြီးလို့ရှိရင်အခုနပလဲမြေဩဇာပဲအသုံးများတဲ့နေရာမျိုးတွေဒီလိုနေရာမျိုးတွေမှာဒီဟာဖြစ်တတ်ပါတယ်နော်အဲ့တော့မိုးစဘာဆိုလို့ရှိရင်တော့စောစောဆရာပြောတဲ့ကာလတွေပေါ့နော်နွေစဘာဆိုလို့ရှိရင်တော့ तू ကဟာလာစိုက်ပြီးခုနလိုဟလာဒီကျဲပြီးတော့ခုနရေလေးဟာလာရေပြန်သွင်းတလခွဲလောက်ဆိုတဲ့ကားကိုနော်ဒီလိုအနေထားမျိုးကဖြစ်တတ်ပါတယ်အဲ့တော့ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲဆိုရင်အခုနလိုရေညှိတက်တယ်ဆိုတာဟာဒါသူ့ရဲ့မြေကြီးမှာပေါ့နော်မြေကြီးမှာအချင်တက်လွန်ခဲ့လာလို့ဖြစ်တာဖြစ်ပါတယ်နော်အဲ့တော့ရေညှိတွေတက်တတ်တယ်အောက်ပြီးအောက်ရဆိုရင်ပကံလို့လည်းခေါ်ပါတယ်နော်မြေအောက်မှာရေအောက်မှာဒါပေါက်တတ်တဲ့အပင်တစ်မျိုးပေါ့နော်ရေညှိတို့ပကံတို့ပေါက်တယ်ဆိုတာအောက်ကမြေကနော်အချင်တက်ဒီလွန်ခဲ့လာပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အချင်တက်ကမြေချင်းပေါက်တယ်စဘာဟာဟလာငါးနဲ့ 9.5 အထိပဲအချင်တက်ကိုခံနိုင်ပါတယ်ငါးနဲ့ 9.5 အောက်ကိုရောက်ပြီဆိုလို့ရှိရင်စဘာဟုတ်လားမြေကြီးထဲမှာထည့်ထားတဲ့အစာကိုဟုတ်လားမစားနိုင်တော့ပါဘူးအပင်ပွားတွေရပ်သွားပါတယ်အပင်အကြီးတွေရပ်သွားပါတယ်အပင်တွေဝါလာတတ်ပါတယ်နော်အဲ့တော့ဒီရင်းညှိတို့ပကံတို့ဆိုတာလည်းပဲမြေချင်တာကိုပြတတ်တဲ့ပထမဆုံးလက္ခဏာဖြစ်ပါတယ်အဲ့တော့ရင်းညှိတွေပေါက်လာပြီဟုတ်လားရင်းညှိဘတ်တွေကစိမ့်မယ်ကြာလာရင်တော့ရင်းညှိဘတ်ကဟုတ်လားကြာလာပြီဆိုရင်တော့ तू ကဟုတ်လားအစိမ်းအောင်ပြောက်ပြီးတော့ဒါအဝါရောင်ဖြစ်သွားတာပေါ့နော်ဒါအကုန်လုံးကရင်းညှိပါပဲအဲ့တော့အဓိကအားဖြင့်တော့ဒါအတူချုံပြောရမယ်ဆိုရင်တော့ရေညှိပေါက်တာဒီမြေချင်လို့ဖြစ်ပါတယ်မြေဘာကြောင့်ချင်တယ်လဲရေအမြဲတမ်းဖုံးထားလို့ချင်ပါတယ်နောက်တစ်ခါခုနပလဲမြေဩဇာတွေအကျွေးများလို့ချင်ပါတယ်20ဟာလား20ဟာလားစဘာတတိပဲเนาะစိုက်တဲ့အတွက်မြေဟာချင်တတ်ပါတယ်เนาะအဲ့တော့သူ့ကိုပြန်ပြင်မှုနီးရတော့ဒီမြေချင်းကိုပြန်ပြီးတော့ဟာလားတမဖြစ်အောင်ပြန်ပြီးတော့ပြင်မှုနီးရတော့ဟာလားထုံးထဲကိုဖြစ်ပါတယ်ထုံးဆိုတာထုံးမှုမှာနော်မပေါက်ထုံးဖြစ်ပါတယ်အဲ့တော့မပေါက်ထုံးထဲဖို့ဆိုရင်ဟာလားမြေရဲ့ချင်ငံကိန်းမှာဟာလားချင်ငံကိန်း power of hydrocell pH လို့ခေါ်ပါတယ်နော် pH 9ကဒါတမကြတဲ့အနေအထားဖြစ်ပါတယ် pH 9တဲ့နည်းသွားပြီဟာလား6 5 4 3 2 1စသဖြင့်ဒီလိုနည်းသွားတယ်တဲ့ကိန်းကနန်းညွှန်းကိန်းဒါကမြေချင်းတဲ့လက္ခဏာဖြစ်ပါတယ်မြေချင်းတာကိုပြတဲ့ညွှန်းကိန်းဖြစ်ပါတယ် pH 9တဲ့များသွားတယ်9.5 8.5 9စသဖြင့်ဒီလို9တဲ့များသွားရင်မြေငံတဲ့ညွှန်းကိန်းကိုပြတဲ့ကိန်းကနန်းတွေဖြစ်ပါတယ်အဲ့တော့ညွှန်းကိန်းတစ်ခုဟလာကျသွားဖို့နော် pH ဟလာလက်ရှိမြေချင်းနေတယ်ဟလာ9နဲ့ 9.5 ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဒီဟာလာရင်းညှိရေမောကဒါပေါက်တတ်ပါတယ်ရင်းညှိတို့ပကံတို့ကဒါကိုအနည်းဆုံးဟာလာတစ်တက်ဖို့အတွက်ဆိုလို့ရှိရင်เนาะအနည်းဆုံးတေကကိုထုံးပိတ်တဲ့ချိန်ကเนาะထုံးပိတ်တဲ့ချိန်ကပိတ်တာ600လောက်ထည့်ရပါတယ်เนาะပိတ်တာ600လောက်ပိတ်တာ600ဆိုလို့ရှိရင်ဟာလာပိတ်တာ30ဝင်အိတ်ဟာလာအိတ်20လောက်ပေါ့เนาะဒါမှသူက pH 1ကနော် pH 1တက်ပါတယ်အဲ့တော့ 9.5 ဟာလာ9လောက်ပဲရှိတဲ့ကောင်ကဟာလာထုံးပိတ်သိချင်း600လောက်ထည့်မယ်ဆိုတော့1တက်သွားမှာပေါ့နော်1တက်သွားမယ်ဒါကတော့တောက်လျှောက်ဒါ
minerals နဲ့ပြန်ပြီးတော့ပြင်တဲ့သဘောပါအဲ့တော့တကယ်လို့ဟာလားဒါကိုသူ့ရဲ့သဘာဝလျောက်ပြန်ပြီးလှုပ်ချင်တယ်ဆိုလို့ရှိရင်ဟာလားဒီ pH ဟာလားနေလို့ဟာလားအချင်းပေါက်နေတဲ့မြေတွေကိုရေထုတ်ပေးဖို့လိုပါတယ်နော်ရေထုတ်ပေးလိုက်မယ်နော်ရေတစ်လှည့်မြေတစ်လှည့်ပေါ့နော်ရေထုတ်ပေးလိုက်မယ်ဆိုရင်ဟာလားမြေကြီးကလေတွေကအောက်ဆီဂျင်ကိုရမယ်အောက်ဆီဂျင်ရတဲ့အတွက်ဟာလားသူ့မြေကြီးထဲမှာရှိတဲ့ဓာတ်တွေကိုသူ့ရဲ့ဘက်တီးရီးယားဟာလားတို့မှုတို့အနုဇီဝကနေပြီးတော့ဖြိုခွဲလိုက်တဲ့အခါမှာနော်တချို့ဟာလားဒီ base ခုံဓာတ်တွေရှိတဲ့နော်ဓာတ်တွေကဟာလားပြိုကွဲလာပြီးတော့မြေချင်တာကိုလည်းပဲတက်တာသွားစေတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့နံပါတ်1ထုံထည့်ရမယ်နံပါတ်2ရေထုတ်ပေးရမှာဖြစ်ပါတယ်နော်ဘယ်နောက်တစ်ခုကတော့ဒီနေကင်းနေလေတွေမှာနော်နေကင်းနေလေမှာရေနော်ရေတွေမှာအခုနလိုပေါ့မြေကြီးဒီစိုက်ခင်းထဲမှာရှိတဲ့မြေတွေကရေပလုံစီတွေတက်တတ်ပါတယ်နော်တက်တတ်ပါတယ်အဲ့တော့အဲ့လိုပလုံစီတက်နေတဲ့အချိန်ဟာဟာလားသူ့ရဲ့ pH မှာเนาะအချင်းလုံးအနေထားကိုပြပါတယ်ပြောရရင်တော့အပူလွန်ခဲလာရင်အချင်းကတက်လာပါတယ်အချင်းတက်လာပြီဆိုရင်ဒီစိုက်ခင်းထဲမှာရှိတဲ့ဟာလားရေပလုံစီလေးတွေတက်လာပါတယ်เนาะအဲ့တော့အဲ့လိုအနေထားမျိုးဆိုလို့ရှိရင်ဇာတို့ကဘာလုပ်ရမလဲဆိုတော့အဲ့ဒီရေကိုเนาะတိတ်ပူနေတဲ့ရေကိုရေထုတ်ပြီးတော့ရေအိမ်နဲ့သွင်းပေးတဲ့အနေထားမျိုးဒါမျိုးလေးလုပ်ပြီးလို့ရပါတယ်အဲ့လိုလုပ်သွားမယ်ဆိုရင်ဟာလားမြေယာတမအခြေအနေကိုတဖြည်းဖြည်းပြန်ရောက်သွားမယ်နော်တချီထဲမှာပဲပိတ်တာဟာလား9ယောက်6ယောက်မထည့်နိုင်တော့လည်းပဲတရားဒီမှာဟာလား3အိတ်တန်ဒီ9အိတ်တန်ဒီ3အိတ်ဆိုရင်ပိတ်တာ90ပေါ့9အိတ်ဆိုရင်ပိတ်တာ150ပေါ့နော်ဒီလိုလေးတွေဟာလားတရားဒီမှာနည်းနည်းချင်းထည့်သွားခြင်းအပြင်မြေရဲ့ဟာလားဒီရှင်တဲ့ပမာဏဟာညော့ပြီးတော့တမအခြေအနေကိုတဖြည်းဖြည်းချင်းတက်လာနိုင်တယ်ဆိုတာကိုဒါဒီဟာလားဒီရင်းညှိအကြောင်းဟာလားရင်းညှိတက်ရတဲ့အကြောင်းရင်းမြေချင်းတာကိုပြုပြင်တဲ့ဟာလေးတွေကိုဒါဆရာအနေနဲ့ဒါတင်ပြပေးတာဖြစ်ပါတယ်နော်